ငါသိတယ်အမူအရာနဲ့လူသိလောက်ပြီးရှမ်းရမယ်တဲ့စိတ်မဟုတ်ပဲရုပ်ဝဲမျက်နှာမျိုးနဲ့ချိန်ဆွဲခဲ့ရင်လူပြောဟိုင်းကြီးဖြစ်လိမ့်မယ်လူပြောကြီးတကယ်လုံးမလားရုံးစမ်းမှာရင်ရွယ်တယ်မင်းအကြောင်းတွေတကယ်လို့မင်းနဲ့မပေါင်းချင်ရင်တော့အားချမခံအပြိုကြီးပဲလိုက်တော့မယ်ခိုင်မာတဲ့အကြောင်းပြချက်ပြဖို့မင်းမရှိပဲနဲ့အချိန်ဆွဲတာတခါတလေတော့စိတ်ဆုံးမိရဲ့မင်းတို့ရဲ့တက်တွေနဲ့မထီတချီစသလိုမျိုးတော့နောက်မလုံးနဲ့ကွာလူပြောတော့ကြီးဖြစ်နေမယ်လူပြောကြီးတကယ်လုံးမလားရောစမ်းမှာဒီရွယ်တဲ့မင်းအကြောင်းတွေတကယ်လို့မင်းနဲ့အပေါင်းချင်ရင်တော့အားကြမခံအပြိုကြီးပဲလိုက်တော့မယ်ရွှေမလုံးငယ်ခွင့်ပြောဖို့တွေ့လိုက်ရတာအမောပဲတစ်ခါမကပါအချိန်ချင်းမိုးစိတ်မိုးမိတယ်ရွှေလုံးတော့ခမဲတော့မလို့တဲ့လုံးမသိတဲ့လုံးမျိုးနဲ့ဟန်လောက်ကောင်းရဲ့လူပြောတော့ကြီးဖြစ်နေမယ်လူပြောကြီးတကယ်လုံးမလားပြောစမ်းမှာဒီရွယ်တဲ့မင်းကြောင့်တကယ်လို့မင်းနဲ့မပေါင်းချင်ရင်တော့အားချမခံအပြိုကြီးပဲလို့တော့မယ်လူပြောကြီးတကယ်လို့မလားပြောစမ်းမှာဒီရွယ်တဲ့မင်းကြောင့်တကယ်လို့မင်းနဲ့မပေါင်းချင်ရင်တော့အားချမခံအပြိုကြီးပဲလို့တော့မယ်အားချမခံအပြိုကြီးပဲလို့